ကျွန်တော်တို့20လောက်ရပါပြီ30လောက်ကျွန်တော်ဖြစ်လောက်ပါဟုတ်လိုပဲကျွန်တော်တို့လည်းမနေ့ပြောရင်မစုမိသေးလို့ပေါ့စုမိအောင်တော့စူးစမ်းကြမှာပေါ့အဲ့တော့ညီလေးကဒါပါပြောအလုံးမှာလည်းရှေ့ဆောင်လမ်းပြခေါင်းဆောင်တယောက်လို့သွားတယ်ကျွန်တော်တို့အခုအပြင်လောကမှာလည်း तू ကဒါဘယ်လိုပြောရမလဲကျွန်တော်တို့အမြဲတမ်း तू ကပြန်ဆုံးမှာငယ်ဆိုပေမဲ့ကိုကားကျွန်တော်ကားလိုချင်တာကားမွင်နဲ့အိမ်ဝဲအိမ်နဲ့ချမ်းဝဲနိုင်တယ်လို့လေးဝဲကားမွယ်ပြီကျွန်တော်ညီကိုတွေစုပြီးတော့ကားတစ်စီးဝယ်မယ်ဟိုဘယ်နေရာတော့ပေါ့ကိုကားလေးနဲ့ကိုအဲ့လိုဝယ်ကျွန်တော်ညီလေးကိုပြောပြတယ်ညီလေးကိုကိုကြီးကားဝယ်မှာဆိုတာဟာကိုကြီးကလည်းကျွန်တော်အိမ်စပါကြီးတစ်စီးလုံးဝယ်ပေးတာဒါကိုကြီးစင်မပြေဘူးလားတဲ့အဓိကကဘာလဲဆိုတော့ကိုကြီးညီလေးလည်းအခုအိမ်တွေဝယ်တယ်တဲ့ခြံလေးတွေဝယ်တယ်ကိုကြီးတို့လည်းအဲ့လိုဖြစ်စေချင်တယ်တဲ့ဆိုတော့ဟုတ်သူပြောတာဟုတ်တယ်တကယ်လည်းဟုတ်ဘိုးပိုင်အိမ်ပိုင်ဘောပါလေးပေါ့ဘိုးပိုင်အိမ်ပိုင်ဒီလေးဆိုင်မိုးကနေပြီးတော့တမန်အမွေနဲ့ကိုထိန်းသိမ်းတဲ့အနေနဲ့ကားပြမဲ့ပွဲလေးဖြစ်ပါတယ်ကျွန်တော်တစ်ဖွဲ့လုံးပေါ့လေဦးမိုးကြီးရဲ့သူ့ရဲ့ကွန်ပျူတာဆိုတော့သူ့ရဲ့အစီအစဉ်လေးအတိုင်းပဲကျွန်တော်တို့တစ်ဖွဲ့လုံးပေါ့လေရေးဆိုင်မိုးရဲ့ခေါင်းဆောင်မှုရဲ့အောက်မှာကျွန်တော်တို့တွေလာပြီးတော့ပြောပြတာပါအမတော့မှလည်းကျွန်တော်တို့ဒီဦးမိုးရဲ့ချင်းလေးတွေပဲဟုတ်တယ်ကျွန်တော်တွေကဖွင့်ပြသွားပါဦးဦးမိုးကြီးရဲ့တွဲခဲ့တဲ့လူရှင်တော်တွေဆိုတာဒါကျွန်တော်အကိုတွေပါပဲကိုတွေပဲဟုတ်တယ်ကိုဆရာတွေအကိုဆရာတွေသူတို့ဒီပညာတွေအောက်မှာကျွန်တော်ကြီးပြခဲ့တာဟုတ်အားကြောင့်မလို့သူတို့အတိုင်းလေးတော့ဟိုထပ်တူမကြတော့ကိုမူလေးနဲ့လည်းကိုပြန်ခွဲတော့သွားတာပေါ့ဗျာကိုမူနဲ့ကိုသူတို့မူလေးမပြောင်းအောင်ကျွန်တော်တို့မူလေးတိုင်းအဲ့လိုပြောင်းတာတွေရှိပါပေါ့6တော့ပေါ့စတာပေါ့အစ်စ်တောင်းကြတာပေါ့ဒါလည်းပြိတ္တကတော့မမားပါဘူးအစ်စ်တောင်းတယ်ဆိုတာဒါသူတို့ဒါကြည့်ဘူးပါပြီနောက်တစ်ခုထပ်ကြည့်ချင်တယ်ကိုရီတော့ကကြလည်းမလွယ်ဘူးလေနော်မလွယ်ဘူးလေဆိုတာဟိုတခဲရတော့၎င်းပြဆက်တော့၎င်းအော်ဘရာတော့၎င်းပြောင်းမှုဆိုတာတစ်ခုလုံးကြီးပြောင်းမှုဆိုတာမလွယ်ဘူးဟောကျွန်တော်တို့မှာ9ညကတဲ့နေရာရှိတယ်6ညကတဲ့နေရာရှိမယ်ကိုမကဘူးတဲ့နေရာဆိုရင်တော့အခုတို့ကဗျာကျွန်တော်တို့တောင်းတော့မကဘူးသေးဘူးတောင်းတော့ဆိုတာကျွန်တော်တို့အဟောင်းလေးတွေပြန်ကလို့ရတယ်အဲ့ပြတော့ပြိတ္တမကြည့်ရသေးဘူးအဲ့လိုမျိုးလေးတွေပေါ့မန်လေးမှာဆိုတော့မရတော့ဘူးမန်လေးမှာဆိုကျွန်တော်အသက်တွေလုံးမရတော့မှာအဲ့လိုမျိုးလေးတွေပေါ့မန်အချို့ဆိုပြန်တောင်းတဲ့ပိတ်သက်တွေလည်းရှိတယ်သူတို့လည်းအလွတ်ရတယ်သူတို့ကြည့်တာပဲချို့ဆိုဒီဟာလေးပြန်ကားပေးပါအောင်ပြန်ကြည့်ရှင်လို့အဲ့လိုပြောချစ်တာကိုညီလေးကိုချစ်ကြတာအဓိကတော့အဲ့ဒါကတော့ကျွန်တော်တို့20လောက်ရပါပြီ30လောက်ကျွန်တော်ဖြစ်လောက်ပါဟုတ်လိုပဲကျွန်တော်တို့လည်းမနေ့ပြောရင်မစုမိသေးလို့ပေါ့စုမိအောင်တော့စူးစမ်းကြမှာပေါ့အဲ့တော့ညီလေးကဒါပါပြောအလုံးမှာလည်းရှေ့ဆောင်လမ်းပြခေါင်းဆောင်တယောက်လို့သွားတယ်ကျွန်တော်တို့အခုအပြင်လောကမှာလည်း तू ကဒါဘယ်လိုပြောရမလဲကျွန်တော်တို့အမြဲတမ်း तू ကပြန်ဆုံးမှာငယ်ဆိုပေမဲ့ကိုကားကျွန်တော်ကားလိုချင်တာကားမွင်နဲ့အိမ်ဝဲအိမ်နဲ့ချမ်းဝဲနိုင်တယ်လို့လေးဝဲကားမွယ်ပြီကျွန်တော်တို့ YouTube မှာဗာလဲဆိုတော့ဟိုကျွန်တော်တို့ညီကိုတွေစုပြီးတော့ကားတစ်စီးဝယ်မယ်ဟိုဘယ်နေရာတော့ပေါ့ကိုကားလေးနဲ့ကိုအဲ့လိုဝယ်ကျွန်တော်ညီလေးကိုပြောပြတယ်ညီလေးကိုကိုကြီးကားဝယ်မှာဆိုတာဟာကိုကြီးကလည်းကျွန်တော်အိမ်စပါကြီးတစ်စီးလုံးဝယ်ပေးတာဒါကိုကြီးစင်မပြေဘူးလားတဲ့အိမ်စပါကြီးရက်ဆက်ဟိုအဲ့လိုရမှာငါတို့တွေနော်ဟွာတယ်ဟိုအဓိကကဗာလဲဆိုတော့ကိုကြီးညီလေးလည်းအခုအိမ်တွေဝယ်တယ်တဲ့ခြံလေးတွေဝယ်တယ်တဲ့ကိုကြီးတို့လည်းအဲ့လိုဖြစ်စေချင်တယ်တဲ့ဆိုတော့ဟုတ်သူပြောတာဟုတ်တယ်တကယ်လည်းဟုတ်ဘိုးပိုင်အိမ်ပိုင်ဘောပါလေးပေါ့ဘိုးပိုင်အိမ်ပိုင်အိမ်မရှိမဲနဲ့ကားကြီးဝယ်တော့လဲလက်ကားပဲလीနော်အဲ့ဒါတွေကလည်းကျိုးကောင်းပါလေကျိုးတော့ကျိုးစားတို့တွေကတသိန်းရရင်တသိန်းသုံးတယ်ဟောအဲ့ဒါစူးစမ်းလာဘေးကချီးရသေးတယ်မလောက်လို့မလောက်ဘူးဆိုတယ်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဒီလူရှင်တော်အငယ်6ထဲမှာကျွန်တော်အကြီးဆုံးထဲမှာကျွန်တော်ဆုံးကျွန်တော်ဆိုးရင်တော့မှဒီအငယ်တွေကလိုက်နေတော့အဲ့လိုဖြစ်တာရှိတော့လဲဆိုးတယ်ဆိုတော့ကျွန်တော်တို့ကသူများတစ်ခါရအောင်မဆိုးဘူးဗျာမဆိုးအဲ့လိုမျိုးပေါ့ဟိုကိုကူကိုပဲဆိုးကြတာကိုညီကိုတွေချင်းပဲဆိုးကြတာသူများတစ်ခါရအောင်မဆိုးသူများထိခိုက်အောင်မဆိုးဘူးတော့မှအဆူကအဲ့လိုတော့မရှိဘူးဆူလဲဘယ်လိုပြောမလဲဆရာကဆူလဲဒီညီကို6ကဒန်းတူပဲဆူတာတယောက်မလာဘူးတယောက်မလာဘူးဆိုရင်အဲ့တယောက်ကိုစောက်အဲ့တယောက်ကိုစောက်အဲ့တယောက်လာပြီဆိုမှအကုန်လုံး6လုံးဆရာပြောတာဟိုနဲ့ကြောက်သွားမလူတော့ဆရာစူနေတာကြောက်က9သိန်းနဲ့နေတော့ပါတော့မင်းတို့မကောက်ကြဘူးဟောဝင်ကောက်လို့လူပြီးသွားရင်ဘယ်လိုလုပ်မလဲကျိုးသွားပဲ့သွား